ကျွန်တော်ပရိသတ်တွေကကျွန်တော်မုန်းတာမဟုတ်ဘူးပေါ့နော်ဇက်ကောင်တွေကထုံးနိုင်အောင်မုန်းတာအဲ့ဒါကိုကျွန်တော်ကလေအဲ့လိုမျိုးဇလန်တွေကထုံးနိုင်အောင်မုန်းပြီးကျွန်တော်အပြင်မှာချစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ကပို့ပြီးတော့ညှက်နိုးပြီးတော့တန်မိုးထားတာဇလန်ထဲမှာချစ်လို့အပြင်မှာချစ်တာဇလန်ထဲမှာမုန်းပြီးအပြင်မှာချစ်တာကိုကျွန်တော်ကကြိုက်တာအဲ့လိုမျိုးအဲ့ feeling လေးကိုကြိုက်တာဘာဖြစ်စီလို့လဲကြာကြိုရဲ့ဟမ်တကောကောင်းဆန်တဲ့ကောင်လူရောက်မှာကောင်လူစိတ်မရှိတဲ့ကောင်တာအဖေပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီလိုင်းလေးကြားပန်းရွှေကြားဆိုတဲ့ဇလန်တွဲလေးမှာကျွန်တော်ထွန်းနိုင်ဆိုတဲ့နေရာနေပြီးတော့ပါဝင်တရုပ်ဆောင်ထားပါတယ်ခင်ဗျာထွန်းနိုင်ကတော့ဒါပြောရရင်သူကငငယ်စဉ်ကတည်းကမိဘနှစ်ပါးကွယ်လွန်သွားပြီးတော့ဘုန်းကြီးတစ်ပါးကနေပြီးတော့မွေးစားထားတယ်ဒီကျွန်တော်တို့ဒါဘုန်းကြီးကိုကိုးကွယ်တဲ့မိသားစုလေးတစ်စုရှိတယ်အဲ့ဒါကကြာညိုကြီးတို့မိသားစုဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ဘုန်းကြီးကသူကြာညိုကြီးတို့မိသားစုစီမှာမွေးစားဖို့ပြောတဲ့အခါမှာကျွန်တော်ကိုကြာညိုကြီးတို့မိသားစုကမွေးစားတာကနေပြီးတော့လိုင်းလေးကြပန်းရွှေကြဇလန်တွဲလေးဖြစ်လာပါတယ်ခင်ဗျာဒီကားကဒါပရိသတ်တွေကြီးစုရဲ့ပရိသတ်တွေအားလုံးပဲရင်ထဲမှာစူးနေပြီးတော့တကယ်ကိုခံစားရမယ့်ဇလန်တွဲလေးတစ်ခုဖြစ်တယ်လို့လည်းကျွန်တော်ကပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီကားကိုရိုက်ရမယ်ဆိုတော့ကျွန်တော်အရန်ဝမ်းသာပါတယ်ဒါပေမဲ့ကျွန်တော်ဖတ်ကြည့်တဲ့အခါမှာလည်းဒါထွန်းနိုင်ဘူးပေါ့နော်ပရိသတ်တွေမုံတီးမယ်လို့ကျွန်တော်သိတယ်ဒါပေမဲ့လည်းကျွန်တော်ရဲ့ဘဝမှာပရိသတ်တွေကိုမျိုးစုံနဲ့ကျွန်တော်ချပြခြင်းတယ်ပေါ့နော်ဆိုတော့ဒီအခုအရှိမဆိုလို့ရှိရင်လည်းကျွန်တော်ပရိသတ်တွေကျွန်တော်ကိုမုံကြတယ်ဒီကားမှာပို့ပြီးတော့ရာဂိုင်နှုံးများစွာပို့ပြီးမုံလိုက်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီမုံတာကိုကျွန်တော်ပျော်နေတာဆိုတော့အများကြီးမျှော်လင့်ထားတယ်ပြီးတော့ဝိထုကလည်းဒါစာပေဗိမာန်စုရထားတဲ့ဝိထုတကယ်လက်တွေ့ဘဝမှာတကယ်ကိုနီးနီးဆက်ဆက်ဖြစ်တဲ့အတွက်ကြောင့်လို့ဒီစုကိုရထားတာပေါ့နော်တကယ်လူဘဝမှာဆိုတော့ဆရာမကြီးနီနီနိုင်တထုံရဲ့ဝိထုဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ကဇန်နန်းတွဲလေးပြန်ရိုက်တဲ့အခါမှာတာဝန်တွေလည်းအရန်ကြီးတယ်လို့ကျွန်တော်အများကြီးလည်းစူးစမ်းထားပါတယ်ကျွန်တော်တို့ဒီထုံးနိုင်ဆိုလို့ရှိရင်ကျွန်တော်တို့အရွယ်2ပါး3ပါးလောက်ထိကျွန်တော်တို့တရုပ်ဆောင်ထားပါတယ်အဲ့ဒီအပေါ်မှာလည်းဒါကျွန်တော်အရွယ်နောက်ဆုံးအရွယ်ရောက်တဲ့အချိန်မှာကျွန်တော်မိတ်ကပ်နဲ့ရောပြီးတော့စိတ်နဲ့ရောအမျိုးစုံကျွန်တော်အရွယ်ကိုတတ်နိုင်စလောက်ချထားပါတယ်ဒါပေမဲ့တစ်ခုခုမြန်ကျွန်တော်တို့ရဲ့လိုအပ်ချက်လေးရှိရဆိုလို့ရှိရင်လည်းဒါပရိသတ်ကြီးကဇလန်တွဲလေးကိုနားလဲစွာနဲ့ကျွန်တော်နားလဲစွာနဲ့ကြည့်ပေးပါလို့လည်းကျွန်တော်ကဒီကနေထပ်ပြီးတော့မေတ္တာရက်ခံချင်ပါတယ်ဇလန်လေးကတော်တော်လေးကိုရင်းနှီးဖွယ်ရလေးပါခင်ဗျာဟုတ်အဲ့ဒါဆိုကျွန်တော်ညံ့တာဖြစ်သွားပြီဘာကြောင့်လဲဆိုတော့ကျွန်တော်ကအဲ့ကားမှာအသားဖဖြစ်ချင်တာလေအဲ့ကြောင့်ခုနပြောသလိုအဲ့လိုညီကိုလိုဖြစ်နေရဆိုလို့ရှိရင်ပရိသတ်တွေကကျွန်တော်နားလဲပြီးတော့ကြည့်ရှုပေးပါလို့ကျွန်တော်တက်နိုင်ဆုံးချထားတယ်ရုပ်ကိုဟုတ်သူကလူတစ်ယောက်ကအသက်ကြီးလာတာနဲ့အမျှရင်းချက်မှု percentage ကတက်လာတာပဲလေစကားပြောတာအစားတည်ငြိမ်လာတယ်လူငယ်လူတယောက်လိုမဟုတ်တော့ဘဲနဲ့လေးလေးပင်ပင်လေးဖြစ်လာတယ်ဒါလေးတွေကကျွန်တော်တီးတလောက်မှတ်တလောက်ပေါ့နော်တချို့အရာလေးတွေလည်းရှိပါသေးတယ်လူကြီးတယောက်ဖြစ်လာတယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးပြောင်းလဲလေးဖြစ်လဲဆိုတာကအဲ့ဒီဟာလေးတွေကျွန်တော်ရဲ့ဒီမသိစိတ်နဲ့ဒီအုံနောက်ထဲမှာတော့မှတ်ထားတယ်ဒါပေမဲ့ချစ်ချင်းကြတော့ပြောလို့မရဘူးပေါ့နော်အဲ့ဒီအချက်လေးတွေကိုကျွန်တော်စုစည်းပြီးတော့အဖေတယောက်နေနဲ့လူကြီးတယောက်အနေနဲ့ကျွန်တော်တတ်နိုင်ဆုံးတရုပ်ဆောင်ထားပါတယ်အဲ့ဒါလေးခုနကကျွန်တော်အဲ့ဒါတောင်းပန်တာပေါ့နော်အဓိကဖုံးမင်းနေလာနဲ့ကျွန်တော်နဲ့အသားဖားဆိုတော့နည်းနည်းလေးတစ်မျိုးလေးပေါ့လေအဲ့ဒီအတွက်လည်းကျွန်တော်အတတ်နိုင်ဆုံးမိတ်ကပ်ကောစိတ်ကောကိုကျွန်တော်ချပြီးတော့တရုပ်ဆောင်ထားပါတယ်လိုအပ်ချက်တွေရှိလာတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပရိသတ်များအားလုံးကချစ်ခင်စွာနဲ့ကျွန်တော်နားလည်ပေးပါလို့လည်းကျွန်တော်ကကြိုပြီးတောင်းပန်ချင်ပါတယ်ဟုတ်ခံစားရလဲအသက်ကကွာတယ်တကယ်ကအသက်ကကျွန်တော်ထင်တယ်10နှစ်လောက်ကွာမယ်ဘုံမင်းနေလာနဲ့ကျွန်တော်နဲ့ကဒါပေမဲ့လည်းကျွန်တော်အတက်နိုင်ဆုံးမိတ်ကပ်ကောစိတ်ကောကိုချထားပါတယ်ဆိုတော့အကောင်းဆုံးဖြစ်မယ်လို့လည်းကျွန်တော်အကောင်းဆုံးကြိုးစားထားတဲ့အတွက်အကောင်းဆုံးလေးချပြခွင့်ရမယ်လို့လည်းကျွန်တော်ထင်ပါတယ်ဟုတ်ကျွန်တော်ပရိသတ်တွေကကျွန်တော်မုန်းတာမဟုတ်ဘူးပေါ့နော်ဇက်ကောင်တွေကထုံးနိုင်အောင်မုန်းတာအဲ့ဒါကိုကျွန်တော်ကလေ
အဲ့လိုမျိုးဇလန်နဲ့ကထွန်းနိုင်ကိုမုံပြီးကျွန်တော်အပြင်မှာချစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ကပို့ပြီးတော့ဟိုမျက်နှိုးပြီးတော့တန်မိုးထားတာဟိုဇလန်နဲ့မှာချစ်လို့အပြင်မှာချစ်တာဒါဇလန်နဲ့မှာမုံပြီးအပြင်မှာချစ်တာကိုကျွန်တော်ကကြိုက်တာအဲ့လိုမျိုးအဲ့ feeling လေးကိုကြိုက်တာဆိုတော့အဲ့လိုမျိုး character လာကမ်းလန်းရင်လေကျွန်တော်ကပို့ပျော်ပြီးတော့ရိုက်ဖြစ်တယ်ဆိုတော့အခုဆိုလို့ရှိရင်ဇက်တိုက်ပဲရှေ့မှာဆိုလဲအဲ့လိုမျိုးအခုဒီမှာဆိုလဲအဲ့လိုမျိုးလေးဆိုတော့ဒီကားမှာလည်းထပ်ပြီးတော့ဟိုအားပေးကြပါဦးလို့ကျွန်တော်ပြောချင်တယ်အရန်ကျွန်တော်ဒီကားတွင်တော့အရန်လဲရင်ခုန်နေရပါတယ်ဒီကားကိုကျွန်တော်တို့ရိုက်ဖို့တွေရောလွှင့်ဖို့တွေရောအများကြီးချိန်ကြာကြီးကျွန်တော်တို့စူးစမ်းပြီးတော့စောင့်တိုင်းထားတာပါခင်ဗျအရှိမလည်းတကယ်တော့ထွန်းနိုင်ပဲထွန်းနိုင်အောင်မှသူကအဖျားစွတ်ခေါ်တာအနိုင်โอเคအရှိမကထွန်းနိုင်ကိုအဖျားစွတ်ခေါ်တာအနိုင်ဒီကားမှာထွန်းနိုင်ကိုအဖျားစွတ်ခေါ်တာအထွန်းဆိုတော့ဟိုလိုကောမလဲထွန်းနိုင်ဆိုတာနဲ့ဟိုထွန်းနိုင်ဆိုတဲ့နာမည်ပေးထားတဲ့ယောက်ျားတွေအကုန်လုံးယောက်ျားတွေအားလုံးအတွက်ပေါ့နော်ယောက်ျားတို့ကြီးအားလုံးအတွက်ကျွန်တော်ဒီကနေကြိုပြီးတော့တောင်းပန်ပါတယ်နာမည်ပြောင်းကမွန်းတက်တွေပါတွေတော့ပြန်လုကြမလားမသိဘူးထွန်းနိုင်နာမည်ပြစ်ပယ်လိုက်ပြီဆိုတော့အဲ့လောက်ထိဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီကားတော်တော်လေးကိုရင်နှင်းဖွယ်ရလေးပါဟုတ်ဒီကားမှာတော့ play point မဟုတ်တေချာကြည့်မိုက်တယ်ဖြစ်ပြတ်သွားတာလေးကသူကဒါမိုးလေး